ဟုတ်လည်းမင်္ဂလာပါဒီနေ့ကတော့ပြင်းချင်းနေတဲ့ကိုကိုကျွန်တော် Focus One Map လောက်တာလေးကိုပြီးတော့ကျွန်တော် channel မှာရှိတဲ့ပုံစံတွေကိုပြန်လည် sharing လုပ်ချင်တဲ့အနေနဲ့ခုလေးရပြတာဖြစ်ပါတယ်ကျွန်တော်လုပ်တဲ့ပုံစံကိုပဲပြပြမှာဖြစ်တဲ့အတွက်ကြောင့် okay အခြားမှားလေးပါသွားခဲ့ရင်လည်းကျွန်တော်ခုလိုဒီကနေပဲမေတ္တာရပ်ခံချင်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ကဒီရှာပေါ့နော်ရှာရဲ့ကြွသားတွေကိုအရင်လျှော့ပါတယ်လျှော့ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကရှာကိုအရင်ဆုံးclaw white ကိုမှကျွန်တော်ကအရင်ဆုံး၅ဘက်လဲမယ်ပေါ့နော်ပြီးရတယ်ပြီးအဲ့ဒီ claw white ကိုပြန်ပြီး၅ဘက်အဲ့လိုလဲပြီးတော့ဒီဘက်က၅ဘက်ဒီဘက်က၅ဘက်အဲ့လိုလဲပါတယ်ခင်ဗျာဒီလိုလဲဆိုတော့၅ဘက်ပြည့်နေဒီဘက်ပြန်လှည့်မှာဖြစ်ပါတယ်ကိုလုံးချင်လို့လောက်အောင်၅ဘက်မဟုတ်ဘဲနဲ့တခြားအများကြီးကိုအများကြီးလုံးနိုင်တယ်ကိုအများကြီးလုံးနိုင်တော့လုပ်လို့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ကဒီမျက်နှာမှာရှိတဲ့ muscle ကိုကျွန်တော် relax ဖြစ်အောင်ကျွန်တော်လုပ်ပြရမှာဖြစ်ပါတယ်လက်နဲ့နှိပ်နေတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမျိုးဝါးဖြစ်ဖြစ်ကျွန်တော်အဓိကဒီခန္ဓာကိုယ်ဒီမျက်နှာမှာရှိတဲ့ကြွသားတွေကိုကျွန်တော်တို့လိုကိုယ်ပေါင်းကိုတချင်းဆိုတဲ့အချိန်မှာထိချုပ်နိုင်မှုအတွက်ကျွန်တော်တို့က muscle relaxation ဖြစ်အောင်လုပ်ပြရမှာဖြစ်ပါတယ်အဲဒါကျွန်တော်တို့ကဒီမှာလေဝါတဲ့ပုံစံမျိုးလုပ်ပါတယ်လုပ်တယ်ပြီးမျက်နှာကိုရှုံတာတွေပါတယ်အဲ့လိုမျိုးတွေလုပ်ဖြစ်ပါတယ်အဲ့လိုလုပ်ပြီးဆိုတော့လည်းကျွန်တော်တို့ကနောက်ထပ်အနေနဲ့ကျွန်တော်လုပ်ဖြစ်တာကတော့အရင်ဆုံးဒီကတော့ကျွန်တော်အလုပ်အများဆုံးဖြစ်ပါတယ်ဒီကhamming လို့လည်းခေါ်ပါတယ်နောက်ပြီးတော့နောက်ထပ်တစ်ခုအနေနဲ့ hamming နဲ့ရောလုပ်တဲ့ဟာလည်းရှိပါတယ်အဲ့ဒါကတော့ frying white လို့လည်းခေါ်ပါတယ်ဒါကသူကကြတော့ကျွန်တော်တို့အခုလို Focus One Map လုပ်တဲ့အချိန်မှာလည်းလုပ်လို့ရတယ်လို့ကျွန်တော်တို့တစ်ချင်းနေဆိုပြီးနားတော့မယ်ဆိုတဲ့အချိန်မှာone min down ပေါ့နော်ပြန်လုပ်တဲ့အချိန်မှာလည်းဒီနှစ်ခုကျွန်တော်အများဆုံးဖြစ်ပါတယ်hamming ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ပုံစံကရတော့ကိုကတလုံးနိုင်လုံးနိုင်လောက်လုပ်လို့ရပါတယ်နောက်ပြီးတော့hamming လောက်တာအောင်ပါဆက်ဆက်ချင်းကကိုကအနှိမ့်အရင်မရသေးဘူးဆိုလို့ရှိရင်သူက hamming ကအရင်နှိမ့်ကြမလို့ပါဘူးကိုတတောနဲ့ဆူနိုင်တဲ့ notes ကနေပြီးတော့ပဲစဆိုလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ frying white ကကြတော့ဘယ်လိုလုပ်ရလဲဆိုတော့ frying white ဆိုတော့မျိုးခေါ်ပါတယ်အဲ့လိုပါအဲ့ fry white မှာလည်းကျွန်တော်တို့ hamming နဲ့body အတူတူပါပဲကျွန်တော်တို့ဆိုနိုင်တဲ့ notes ကနေပြီးတော့စပြီးတော့လုပ်လို့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့မရှိမဖြစ် Focus သမားတွေအတွက်အရင်အရေးကြီးလိုအပ်တဲ့ကျွန်တော်တို့ breathing exercise ဖြစ်ပါတယ် breathing exercise ကတော့ကျွန်တော်ကနှစ်မျိုးလုပ်ဖြစ်ပါတယ်အရင်ဆုံးပထမတစ်ခုကတက်ကိုရှူမယ်ခဏထိန်းထားမယ်ထိန်းထားပြီးပြန်ထုတ်တယ်အဲ့လိုမျိုးလုပ်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အသက်ကိုရှူမယ်ပြန်ထုတ်တဲ့အချိန်မှာကျွန်တော်တို့ကလေကိုဖြတ်ပြီးထုတ်မှာမျိုးအဲ့လိုမျိုးလုပ်တဲ့ဟာလိုမျိုးပါကျွန်တော်တို့ကလုပ်တာဘာအတွက်အကျိုးအများကြီးတက်ရောက်တာဖြစ်လဲဆိုကျွန်တော်တို့အဲ့လိုမျိုး notes တွေအရန်ပြုတ်နေတဲ့အဲ့လိုမျိုးစတိုက်ဆိုရမယ့် notes တွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုခေါ်မယ်အသက်ရှူတဲ့လေ့ကျင့်ခန်းကအများကြီးထောက်ဖို့ဖြစ်ပါတယ်ခင်ဗျာဘလို့တဲ့ကျွန်တော် breathing exercise လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပုံစံတိုင်းကိုပဲကျွန်တော်တို့5 မိနစ်လောက်လုပ်လို့ရပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်အသက်ရှူရအောင်ပါအသက်ရှူလေဖြတ်ထုတ်တဲ့အနေလေးတစ်ခုလောက်ပြပြချင်ပါတယ်ဒီကတော့
လိုမျိုးလုံးမှဖြစ်ပါတယ်အဲ့ဒါပြီးတော့ရင်တော့နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်လုပ်တာကတော့ဒီခန်းတွေကိုတုံခါပြီးတော့အရင်ဆုံး1 minute လောက်တဲ့ပုံစံလေးပြချင်ပါတယ်ပထမဆုံးလုပ်တဲ့အချိန်မှာကျွန်တော်ကကိုပဲလုပ်လို့ရပါတယ်အတန်မပါလဲရပါတယ်နောက်ဆုံးကလူမျိုးဖြစ်မှာဖြစ်ပါတယ်လိုမျိုးကိုကျွန်တော်3မိနစ်လောက်လုပ်ပြီးတဲ့အချိန်မှာနောက်ထပ်အနေနဲ့ကျွန်တော်တို့ကဒီလိုလုပ်တာရင်တော့မှတန်လိုက်လို့ရပါတယ်ဒီလိုမျိုးဖြစ်မှာဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့အတန်နာနေတဲ့အချိန်မှာတော့ဆိုလို့ရှိရင်တော့လုတ်ဖဲနဲ့ရှောင်းနေရကောင်းပါတယ်တန်နာနေတဲ့အချိန်မှာဆိုကျွန်တော်တို့ကham and fry bite ကိုပဲအများဆုံးစူးစမ်းပြီးလုပ်ပေးဖို့အတွက်အားလုံးကို share လုပ်ချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းအခုမှလေ့လာနေကြဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မှာtechnique မှားနေတာကျွန်တော်တို့ပုံစံတွေမှားနေတာရှိရင်လည်းကျွန်တော်အောက်မှာထောက်ပြပေးဖို့အတွက်အားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ